လူရှင်ဆိုတဲ့နေရာမှာစာပေကျမ်းကမှာ၃မျိုးခွဲထားတာမှတ်သားစရာကောင်းတယ်ဒါနပတိဒါနသဟာယဒါနဓာသလို့၃မျိုးခွဲပြီးတော့ဟောထားတာရှိတယ်ပေါ့ရေးသားထားတာရှိတယ်ဒါနပတိရဲ့အဓိပ္ပာယ်ကအရှင်သခင်အဖြစ်နဲ့ဒါနကိုလုပ်သူလို့အဓိပ္ပာယ်ရတယ်နော်အလူရှင်လို့ပြန်တာတမန်လေးတွေပြန်တာအဓိပ္ပာယ်ကဒါနပတိဒါနကောင်းမှုပြုတဲ့အခါမှာအရှင်သခင်အနေနဲ့လုပ်တယ်ဒါနသဟာယဆိုတာဒါနကောင်းမှုပြုတဲ့အချိန်မှာအပေါင်းအသင်တငယ်ချင်းအနေနဲ့ဓာတ်နုဆက်ဆံလုပ်တယ်လို့အဓိပ္ပာယ်ရတယ်ဒါနဓာသကြတော့ဒါနလုပ်တဲ့အခါမှာကျွန်စိတ်လို့အောက်တန်းကြတယ်တဏှာရဲ့ခြေကျွံဖြစ်ပြီးတော့လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်ရအဲ့တော့ပို့ပြီးထင်ရှားအောင်ပြောရမယ်ဆိုလို့ရှိရင်လောကလူတွေဟာစိတ်ကူးစိတ်တန်မျိုးမျိုးရှိတယ်ဒါနဓာသဆိုတာကိုကတော့အကောင်းစားတယ်သူများကိုအညံ့ကိုလှူတယ်ကိုကကောင်းတာယူလိုက်ပြီးမကောင်းတာလှူတယ်ကိုလှူတဲ့အလှူကသူများကိုလှူလိုက်တာနော်ကိုသုံးတာတဲ့သူများကိုလှူတာကညံ့တယ်ကိုကတော့အကောင်းကြိုက်တယ်သူများကိုတော့ကိုမသုံးကျင်တာကိုပေးတယ်အဲ့ဒါဆိုလို့ရှိရင်ဒါနဓာသလို့ခေါ်တယ်အောက်တန်းကြတဲ့ဒါနမျိုးဖြစ်တယ်ဒါနသဟာယဆိုတာကိုစားတယ်လို့ပဲကိုကြိုက်တဲ့ဟာမျိုးပဲသူများကိုလှူတယ်လို့ဒီလိုဆိုလို့ဒါနပတိကြတော့ကိုကြိုက်ထားတဲ့ပိုကောင်းတာကိုသုံးတာတဲ့ပိုကောင်းတာပိုကောင်းတာကိုရွေးချယ်ပြီးတော့လှူတာမှဒါနပတိလို့ဒီလိုခေါ်တယ်တဲ့ဒါလည်းသတိထားစရာအချက်တစ်ခုပဲစိတ်နေသဘောထားအပေါ်မှာမူတည်သွားတယ်ပေါ့ကိုလှူတဲ့ပစ္စည်းဟာကို့မှာကိုသုံးတာတဲ့ညံ့ပြီးတော့လှူတာရှိတယ်ကိုသုံးတာနဲ့ဓာတ်နုထားပြီးလှူတာရှိတယ်ကိုကတော့ဖြစ်တယ်လို့သုံးပြီးတော့လှူတဲ့ဟာကပိုကောင်းတာမျိုးလည်းရှိတယ်ပေါ့အဲ့တော့လှူတာပိုကောင်းတာကြတော့ဒါနပတိလို့ခေါ်တယ်